အားလုံးပဲမင်္ဂလာပါဗျ YouTube မှာရှိကြလူလူဝါသနာရှင်ကြီးကိုတို့တွေအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်တင်ချဆွားကောင်းတယ်နှောဆက်တာပါတယ်နော်ကင်မရာကတော့ညီကိုတို့တွေအားလုံးပဲ23နဲ့နော်ဒီကမနော်ဟိုမနက်ကတော့23ဆိုတဲ့နေရာမှာကျွန်တော်ပေးခဲ့တယ်14ရက်10လ2025မှာ18ရက်10လ2025အထိအထူးရှယ်ငွေ82တကွာကောင်းရယ်အထူးရှယ်ပရိတ်939ပရိတ်ဆိုတာကိုတော့ကျွန်တော်တို့တွေကဟုတ်လား5ပရိတ်ဆိုတော့ကြာသွားပြီနော်ဒီ3ပရိတ်ကြာအောင်မယ်နော်ကျွန်တော်တို့14ရက်10လ2025အင်္ဂါနေ့12နာရီ10မိနစ်မှာကျွန်တော်ပြောတယ်38နောက်ပိတ်ဒီ3နောက်ပိတ်ဒီ main ဆိုပေးခဲ့နော်3နောက်ပိတ်ဒီ main ဆိုပေးခဲ့တာကိုပေးခဲ့တဲ့နေရာမှာလည်းညီကိုမောင်နှမတွေအားလုံးကိုနော်ကျွန်တော်ဒန်းတူညီများကျွန်တော်လက်တွက် site လေးနဲ့တကွာချပြပေးခဲ့တယ်နော်တွေးလို့မြင်လို့ live ဆော့တဲ့ညီကိုမောင်နှမတွေကတော့ကြားကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်နော်ကျွန်တော်ကဒါကျွန်တော်ရဲ့ကဏ္ဍလေးတွေကိုယုံကြည်မှုနဲ့ယုံကြည်ကြည် live ဆော့တဲ့အကူတွေမားတွေကတော့ရလိမ့်မယ်ဆိုတော့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဗျာနော်အားလုံးပဲကျွန်တော်ရဲ့ YouTube channel လေးကို subscribe ခေါင်းလောင်းလေးနဲ့နော် like လက်မလေးပေးပြီးတော့ဝင်ရောက်ကူညီပေးတော့ကြပါဦးဗျာနော်ကျွန်တော်မနက်ကတော့38နောက်ပိတ်3နောက်ပိတ်နဲ့ main ကိုကျွန်တော်တို့ဟုတ်ပြီလား5 3ညပရိတ်နဲ့ကျွန်တော်ပေးခဲ့တာဒီ23 88ဆိုပြီးတော့ကျွန်တော်နှစ်ပတ်ပေးခဲ့တယ်နော်တကယ်လို့6ပရိတ်များကြာခဲ့လို့ရှိရင်ကျွန်တော်တို့33 88ဆိုတဲ့ခဏနှစ်ကွက်ပါထိုးဆိုပြီးကျွန်တော်ဒီမှာနော်ဗီဒီယိုဖိုင်လေးကျွန်တော်တင်ပေးထားတယ်နော်ဒါညီကောင်မတွေအားလုံးပဲပြန်ပြီးတော့လှည့်လာကြည့်လို့ရတယ်အဲ့ဒါဆိုကျွန်တော်တို့ဒီညနေမှာကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်ဘာသွားတွေ့လဲဆိုတော့နော်ကျွန်တော်တို့က1 2 3 4ဆိုပြီးကြာတာ1 2 3 4နော်1 2 3 4တပင်ကတ်နော်1 2 3 4တပင်ကတ်နော်ဒါဆိုကျွန်တော်တို့1 2 3 4တပင်ကတ်ဆိုကျွန်တော်တို့တွေကတပင်2ပင်3ပင်ဆိုတွေ့တယ်အဲ့မှာတွေ့ရတဲ့တွေ့ချင်းဒီဘာကိုတွေ့လဲဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ကဒီ6ခွန်နှလုံးပေါင်းချင်းဒီ3နော်အဲ့ဒါကကျွန်တော်တို့ဒီမှာ6 4နှလုံးပေါင်းချင်းဒီ3နော်နောက်တစ်ခါကျွန်တော်တို့ဒီမှာ5 8နှလုံးပေါင်းချင်းဒီ3ဆိုပြီးရိုက်တယ်ကြတာတွေ့တယ်နော်ဒီ6ခွန်နှလုံးပေါင်းချင်း3မှာ6ခွန်ဝန်းချင်းနဲ့ကျွန်တော်တို့ခွန်နောက်ပေးလို့ရိုက်တယ်6 4နှလုံးပေါင်းချင်း3မှာ6 4ဝန်းချင်းကို4ထိန်းနဲ့40ခွန်ဆိုပြီးရိုက်တယ်ဒါဆိုကျွန်တော်တို့5 8နှလုံးပေါင်းချင်း3မှာ5 8ဝန်းချင်းနဲ့ကျွန်တော်တို့တွေကဒီမှာခွန်နောက်ပိတ်ခွန်နောက်ပိတ်ခွန်နောက်ပိတ်ဆိုပြီးဆက်ရိုက်ရမလား6ခွန်ဝန်းချင်းကခွန်နောက်ပိတ်နဲ့ရိုက်လို့6 4ဝန်းချင်းက4ထိပ်ဒီနဲ့40ခွန်လို့ရိုက်တယ်ဟုတ်လား5 8နှလုံးပေါင်းချင်း3နော်5 8နှလုံးပေါင်းချင်း3ပါလဲ5 8ဝန်းချင်းနဲ့ကျွန်တော်တို့ကထိပ်စီးဆိုရိုက်မလားခွန်နောက်ပိတ်နဲ့ကျွန်တော်တို့ရိုက်မလား5 8ဝန်းချင်းနဲ့ရိုက်မလားခွန်နောက်ပိတ်နဲ့ရိုက်မလား4 4ဝန်းချင်းကို4ထိပ်နဲ့ရိုက်တယ်လို့ခွန်နောက်ပိတ်နဲ့ရိုက်တာလား6ခွန်ဝန်းချင်းကိုဟုတ်လားခွန်နောက်ပိတ်နဲ့ရိုက်တယ်ဒီလိုမျိုးလေးရိုက်ခဲ့တယ်ပေါ့ရိုက်ခဲ့တာလေကျွန်တော်ညီကောင်အားလုံးကိုကျွန်တော်ကတစ်ဆင့်ချင်းကြီးကျွန်တော်ကကူညီပေးသွားမယ်ကဲဒါဆိုဒါလေးကျွန်တော်တို့တစ်ချက်ကလေးလိုက်ကြည့်ရအောင်နော်6 4နှလုံးပေါင်းချင်းဒီ3ညနှစ်ခတ်ဒီခေါ်3ညခေါ်ပြီးရိုက်နော်ဟိုဒီမှာကျွန်တော်ဗီဒီယိုဖိုင်လေးကိုအစားဆုံးလေးကြည့်ပါလိုက်လက်မလေးပေးပါဒီကွန်မန့်နံပါတ်လေး comment လေးတွေနဲ့ဝေဖန်ပါသုံးသပ်ပါနော်အားလုံးပဲအဆင်ပြေကြပါစေကံကောင်းကြပါစေကဲနောက်တစ်ခါကျွန်တော်တို့တစ်ချက်ကဆက်ကြည့်မယ်8 3ညနှလုံးပေါင်းချင်းဒီ8ပါဝါဒီ3 8နှစ်ခတ်ဒီ8 3တက်ကိုကျွန်တော်တို့က3တလုံးအညီနဲ့ကျွန်တော်တို့ကြားတာနော်ဒီမှာလည်းကျွန်တော်တို့4ချောင်းနှလုံးပေါင်းချင်းဒီ3ညနှစ်ခတ်ဒီကို3ညပါဝါဒီ5 3ည5ခေါ်မှာကျွန်တော်တို့က3ညနဲ့ခေါ်နေကျွန်တော်တို့ကပြီးဆွဲတယ်နော်8 3ညနှလုံးပေါင်းချင်း8ပါဝါ3 8နှစ်ခတ်8 3တက်မှာလည်းကျွန်တော်တို့က8တလုံးနဲ့ကျွန်တော်တို့ကပြီးဆွဲတယ်နော်အဲ့တော့ခါဆက်ကြည့်မယ်ကျွန်တော်တို့က6 5နှလုံးပေါင်းချင်းဒီ1ပါဝါဒီ6 1နှစ်ခတ်ဒီ8 168 168မှာတဲ့သူက1တလုံးအညီနဲ့ကျွန်တော်တို့တွေက190ကျွန်တော်တို့ရိုက်တယ်နော်နောက်တစ်ခါကျွန်တော်တို့တွေက2 3ညနှလုံးပေါင်းချင်းဒီ2ပါဝါဒီခေါ်2နှစ်ခတ်ဒီ4 2ခေါ်လေးပြီးမှကျွန်တော်တို့ကဟုတ်လား2ကနှစ်ခတ်4နဲ့2ကပါဝါခွန်နဲ့ကိုအပြီးကျွန်တော်တို့က40ခွန်ဆိုကျွန်တော်တို့တွေကရိုက်ပြီးသွားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ပင်ဆက်ကြည့်မယ်5 4နှလုံးပေါင်းချင်းဒီ9ပါဝါဒီ4 9နှစ်ခတ်ဒီ6 6 4 6ပြီး6 4 6ပြီးမှကျွန်တော်တို့9တလုံးအညီနဲ့ကျွန်တော်တို့က65ဆိုကျွန်တော်တို့ရိုက်ပြီးသွားတယ်
နော်ဒါဆိုရင်ကျွန်တော်တို့တွေကဒီမှာနောက်ဖိတ်ဆုံးကျွန်တော်တို့ဒီညက်နေအတွက်14ရက်ညက်နေအတွက်ကြည့်မယ်ဆိုလို့ရှိရင်နှလုံးပေါင်းချင်းဒီ9ပါဝါဒီ3ညာ9နက်ကတိ3 9 3ညာကီးအညီနဲ့ကျွန်တော်တို့တွေကဒီမှာ9 3ညာ3ကီးအထိရိုက်မလား9 3ညာ3ကီးအပြီးရိုက်မလားဒါလေးပေါ့နော်ကျွန်တော်ညီပုံတော့ဒါလေးတေချာလေးကြည့်ပေးပါမြင်အောင်ကြည့်ပေးပါနော်တွေ့အောင်ကြည့်ပေးပါနော်မြင်အောင်ကြည့်ပေးပါတွေ့အောင်ကြည့်ပေးပါနှလုံးပေါင်းချင်း3ညာ3ညာပါဝါနှလုံးပေါင်းချင်း3ညာ3ညာပါဝါ9 3ညာနက်ခတ်3ညာ9ခုကို80အပြီးရိုက်တယ်နှလုံးပေါင်းချင်း8ပါဝါ3 8နက်ခတ်1 8 3 1ကိုကျွန်တော်တို့က3လုံးအထိရိုက်တယ်နှလုံးပေါင်းချင်း1ပါဝါ6 1နက်ခတ်8 1 6 8ကို1လုံးအထိရိုက်တယ်နှလုံးပေါင်းချင်း2ပါဝါ9 2နက်က4 2ခု4ကို40ခုအပြီးရိုက်တယ်နှလုံးပေါင်းချင်း9ဟုတ်လား9ပါဝါ4 9နက်က6ကို9လုံးအထိရိုက်တယ်နှလုံးပေါင်းချင်း9ပါဝါ3ညာ9ပါဝါ9ပါဝါ3ညာ9နက်က3 9 3ညာ3ကီကိုကျွန်တော်တို့ဒီညနေကျွန်တော်တို့အထိဆက်ပြီးတော့ရိုက်မလားဒါလေးပေါ့နော်ကျွန်တော်ပို့ရမှာဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒါဆိုရင်ကျွန်တော်တို့တွေ့ထားတာဒီကျွန်တော်ဒီမှာတစ်ချက်ချရေးမယ်နော်ရေးမယ်ဆိုတော့ကျွန်တော်တို့တွေကဘာရေးရမလဲဆိုတော့9 3ညာ3ကီအထိနော်9 3ညာ3ကီအထိပထမတစ်ပင်မှာနောက်ဆိုလို့နောက်ပြီးအားဆိုလို့ကျွန်တော်တို့ကနောက်တစ်ပင်ကျွန်တော်တို့ကဆက်ကြည့်နောက်တစ်ပင်ဆက်ကြည့်တဲ့အခါမှာသူကဘယ်လိုတွေ့တော့4 6နှလုံးပေါင်းချင်းဒီ3ညာနက်ခတ်ဒီခွန်နဲ့ခွန်နောက်ပိတ်30ခွန်လို့ရိုက်သွားတယ်နော်4နဲ့နှလုံးပေါင်းချင်းဒီ6တဲ့6နက်ခတ်ဒီ9တဲ့1 9ဆိုရိုက်သွားတယ်နော်5ကိုနှလုံးပေါင်းချင်းဒီ4တဲ့အဲ့4ဒီထိပ်သီးဆို40ခွန်လို့ရိုက်သွားတယ်5 8နှလုံးပေါင်းချင်းဒီ3နဲ့3နက်ခတ်ဒီ9တဲ့9နောက်ပိတ်နဲ့ရိုက်သွားတယ်ဒါဆိုရင်5နှလုံးပေါင်းချင်းဒီ3ညာတဲ့3ညာနက်ခတ်ဒီခွန်တဲ့အဲ့3ညာခွန်ဝင်ချင်းနဲ့ကျွန်တော်တို့ကဒီရလာတယ်5 3ညာ3ကီးနဲ့ပြီးမလားနော်3ညာခွန်ဝင်ချင်းနဲ့5 3ညာ3ကီးနဲ့ပြီးမလားနော်ကျွန်တော်တို့ကဒီမှာဟုတ်လားနှလုံးပေါင်းချင်း3ညာနက်ခတ်ခွန်လို့ရတယ်နှလုံးပေါင်း6 6နက်ခတ်9ရနှလုံးပေါင်းချင်း4ထိပ်ဒီလို့ရိုက်တယ်နှလုံးပေါင်းချင်း3နက်ခတ်5လို့ရိုက်တယ်နှလုံးပေါင်းချင်း3ညာနက်ခတ်ခွန်လို့ရိုက်မှာ3ညာလို့တဲရိုက်မလားရိုက်မယ်ဆိုရင်ကျွန်တော်3ညာခွန်ဝင်ချင်းနဲ့5 3ညာ3ကီးနဲ့ပြီးကြရမယ်ရရမယ်ဆိုရင်ကျွန်တော်တို့ထိုးရမယ်ကဏ္ဍဒီကျွန်တော်တို့တွေကဟုတ်လားငါ3ညာ3ကီဟုတ်လားဝမ်းချင်းနော်ညခုံဝမ်းချင်းကျွန်တော်တို့ကတွဲလိုက်တဲ့ခါကျရင်ကျွန်တော်တို့က5 3ညာ5ခွန်3ညာ3ညာ3ညာခွန်30 3ခွန်ဆိုပြီးကျွန်တော်တို့ကရတယ်အဲ့ထဲမှာမှဒီမှာကျွန်တော်တို့ကထိုးမယ်စုစုပေါင်းထိုးမယ်ဆိုကျွန်တော်တို့တွေက6ခွက်ရှိမယ်အာပြီးတော့ကစားရမယ်နော်တကွာကောင်းနဲ့ထိုးခြင်းပါဆိုရင်ညီကောင်တို့ကဒီညနေအတွက်ကျွန်တော်တကွာကောင်းနဲ့ကျွန်တော်အကြိုက်ဆုံးကဏ္ဍကတော့ညီကောင်တို့ကအလုပ်မယ်ကြာရင်လိုက်ဆော့ပါအဆင်ပြေရင်အဆင်ပြေသလောက်ရပါမယ်နော်တကွာကောင်းနော်တကွာကောင်းကဲအားလုံးပဲညီကောင်တို့ပါလေဒီကဏ္ဍတွေဒီကျွန်တော်တို့ဒီနေ့14ရက်10လ2025 4:30အတွက်မေးတဲ့ရင် screenshot လေးရယူပါနော်5 3ညာ5ခွန်3ညာ3ညာ3ညာခွန်30 3ခွန်ဆိုတဲ့ကျွန်တော်တို့ကဏ္ဍ6ခွက်ထိုးရမယ်တကွာကောင်းထိုးခြင်းတဲ့ကိုယ်တွေမတွေအားလုံးတော့ကတော့ကျွန်တော်ပြောပြီးပြီဒီမှာကျွန်တော်တို့ကဟုတ်လား50ခွန်ဆိုတကွာကောင်းကိုထိုးပါကဲအားလုံးပဲကြည့်ရှုပေးတဲ့ဒီကောင်မတော်အားလုံးကကျွန်တော်ဗီဒီယိုဖိုင်လေးကိုတွေ့လို့ရှိရင် like လက်မလေးပေးပါအသေးလေးတွေပေးပါ subscribe ကောင်းလုံးလေးနှိပ်ပေးပါအများမြင်အောင်เนาะ viewer များများမြင်များပေါ့လို့များများလေး wine share ပေးကြပါလို့เนาะမြတ်တဲ့ကမ္ဘာအားလုံးပဲကွက်လက်ပါဗျ